အမေကျွန်တော်မရက်ဘူးဆက်သွားနေဦးမှာကျွန်တော်ကိုလဲကြစေချင်တဲ့သူတွေအတွက်ပို့ပြီးရက်တီပြရအောင်မယ်ကျွန်တော်ကိုဆွဲချနေလဲခြေလမ်းဆက်လှမ်းနေဦးမှာကျွန်တော်ကိုမုံတီးနေတဲ့သူတွေရဲ့ရှေ့တိတ်အစင်ပြေစွာနေပြအောင်မှာကျွန်တော်အပြုံးကိုမလိုတဲ့သူတွေကြောင့်ပို့ပြီးပြုံးပျော်ရီမောပြအောင်မယ်အမေကျွန်တော်ကိုအနံယူချင်ကြသူတွေရဲ့ရှေ့တန်မာပြရအောင်မှာကျွန်တော်ကိုဝေဖန်တိုက်ခိုက်နေတဲ့သူတွေမောသွားအောင်ခန္ဓာရည်ရှိရက်တီပြအောင်မယ်အမေကျွန်တော်ရဲ့စိတ်အဖြူထဲကိုအယောင်ဆိုးခဲ့ကြတဲ့သူတွေဝတ်လည်မဲ့နေ့ကိုအလှဆုံးနေပြီးစောင့်ကြည့်နေဦးမှာကျွန်တော်ကိုလဲကြပါစေဆိုတဲ့စိတ်နဲ့ယုံမာနေတဲ့သူတွေအတွက်မျက်နှာပြောင်တိုက်ပြီးပိုကောင်းတဲ့ဘဝတစ်ခုတည်ဆောက်အောင်မှာကျွန်တော်ကိုလှည့်စားအသုံးချသွားတဲ့သူတွေကိုတွေးအေးနဲ့ထိတ်တိုက်တွေးအောင်မယ်အမေအဲ့ဒီနေ့ကဘယ်နေ့လဲမသိပေမဲ့ရောက်အောင်သွားမှာဒီနေ့ဒီအချိန်ထိနာကျင်စေခဲ့သူတွေပြုံးပျော်စေခဲ့တဲ့သူတွေရဲ့မျက်နှာကိုလည်းမမေ့ပါဘူးခက်ခဲပင်ပန်းနေချိန်မှာတောင်ပျော်စရာအခိုက်အတန့်တွေဖန်တီးပေးခဲ့တဲ့သူတွေအစဉ်ပြေမဲ့ရောင်ဒီကိုမြင်ရတဲ့အချိန်ဖြက်လို့ဖြက်စီးစိတ်နဲ့ရည်ရွယ်ချက်ရှိဖြက်စီးခဲ့သူတွေပေးတဲ့အတိုင်းပြန်ပေးဖို့စိတ်ရည်သွေးနေပြီမို့ပေးထားတဲ့အတိုင်းလက်ခံဖို့အသင့်ပြင်ထားပါလို့အဲ့လူတွေကိုကျွန်တော်ပြောချင်တယ်အမေဖိချလိုက်တိုင်းသေးတိမ်ကြုံဝင်သွားမဲ့အမျိုးထဲမှာကျွန်တော်မပါဘူးထိုးနဲ့ချိန်မွခံရတိုင်းအစကပြန်စဖို့တတ်သည့်အပြည့်ရှိတဲ့အမေသားပါသူတို့အနိုင်ကျင့်ဖို့လူရွေးတာအရွေးမှားသွားပုံပဲအမေ